online ကနေ diploma ကို free ရရှိမဲ့ program တစ်ခုပြပြမှာဖြစ်ပါ research နဲ့ပတ်သက်တဲ့ဟာကို diploma ရမှာဖြစ်ပြီးတော့ online learning လုပ်ဖို့အတွက်လိုအပ်တဲ့အဆောင်စရိတ်တွေလာစဉ်ထောက်ပံ့ကြေးတွေအပြင် laptop တို့စာအုပ်တို့အကုန်လုံးကို free ရရှိမဲ့ scholarship program တွေတစ်ခုဒါတော့အမြဲတမ်းပြောနေကြဖြစ်တဲ့ CL ပေါ့နော်သူကတော့ research ကိုအဓိကထားပြီးတော့မှသင်ပေးရဲ့ program တစ်ခုလည်းဖြစ်ပါတယ်အဲ့အပြင်နိုင်ငံခြားမှာကျောင်းတက်ဖို့အတွက်လိုအပ်တဲ့ academic skill တွေတခြားသော skill တွေလည်းပါမှာပေါ့နော်ဒီခုပြောပြနေတဲ့ program တွေက long term program တွေပေါ့နော်သူတို့သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာမီအောင်ရှောက်မှာဖြစ်ပါ February 28ရက်နေ့ကြားထဲမှာမျိုးရှောက်လို့ရမှာဖြစ်ပါတယ်ရှောက်ထားလို့ရတဲ့လူတွေကတော့အသက်20နဲ့28နှစ်အတွင်းရှိတဲ့လူငယ်ဖြစ်ရမှာဖြစ်ပါတယ်ပြီးဆိုရှင်စနတန်အောင်ပြီးသားလူတွေအမယ်ပေါ့နော်ရထားရဆိုလို့ရှင်လည်းအ program ကိုရှောက်လို့ရမှာဖြစ်ပါတယ်လို့ English နဲ့ပတ်သက်ပြီးတော့တယောက်ချင်းစီသင်ချင်တယ်ဆိုအမျိုးစီမှာ English သင်တန်းလေးတွေကို24နာရီ9ရက်အမြဲတမ်းလာရောက်စုံစမ်းပြီးတော့ကြိုက်တဲ့အချိန်ရွေးပြီးတော့တက်နိုင်မှာဖြစ်ပါတယ် grammar အဓိကဘာကိုသင်ကြားရမှာလဲ subjects တွေပြပြမှာဖြစ်ပါတယ်အဓိကကတော့မီတို့ဒါက research diploma ဆိုတော့ research နဲ့ပတ်သက်တဲ့ဟာကိုအဓိကသူကသင်ရမှာပေါ့နော်နောက်ထပ်အနေနဲ့ social studies ပါမယ်ဒီ social studies ဘာသာရပ်တွေဆိုတာမီတို့ work skill တို့ learning skill တို့ပြီးပြီးဆိုရှင် research introduction တို့ပြီးပြီးဆိုရှင်နောက်ထပ်ဒီ social science ကိုမှ introduction တို့introduction to economics တို့အဲ့လိုဘာသာရပ်တွေပါမှာပေါ့နော်ဒီဘာသာရပ်တွေကကိုစိတ်ဝင်စားတဲ့ဘာသာရပ်ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ဒါတွေကနောက်ထပ်ဒီ higher education ပေါ့နော်ကျောင်းတက်ဖို့ scholarship ရဖို့အတွက်အဲ့ကိုသုံးဝင်တဲ့ဘာသာရပ်တွေဖြစ်တဲ့ကြောင့်မို့လို့ကျလို့စနတန်အောင်ထားတယ်ဘာလို့မှမသိဘူးဒီလိုတက္ကသိုလ်တော့တက်နေဘာလို့မှမသိဘူးဆိုရင်တော့ဒီ program တွေကအကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့အမလီကယူဆပါတယ် community leadership and management class တွေပါတယ်ပေါ့နော်ဒီထဲမှာproject တစ်ခုကိုဘယ်လိုမျိုးစလုပ်ရမလဲ project proposal ရေးတာတွေပါမယ် project လုပ်ခိုင်းတဲ့ဒီ entire project implement လုပ်တဲ့ subjects တွေအဲ့လို subjects တွေလည်းပါမယ်နောက်တစ်ခုက English နဲ့ academic skill ပေါ့နော် academic writing ပြီးတော့ critical thinking နဲ့ပတ်သက်တာတွေ English ဘာသာရပ်ကပါမယ်ပေါ့နော်ကိုကတကယ်လို့ဒီလိုမျိုး program ရှောက်ချင်တယ်ဆိုလို့ဒီ program ရဲ့ page ကိုဒီနားမှာ screenshot ရိုက်ပေးထားမှာဖြစ်ပါတယ် app page ကိုသွားပြီး application link ဆိုတာလေးတွေတွေ့လိမ့်မယ်ပေါ့နော် app post မှာအဲ့ဒီဟာကို complete ဖြစ်အောင်လုပ်ရမယ် invitation letter ပေါ့နော်ထောက်ခံစာပေါ့ကိုအရင်လုပ်ခဲ့တဲ့အလုပ်ဒါမှမဟုတ်ကိုအရင်တော့တက်ခဲ့တဲ့သင်တန်းလေးရှိရဆိုရင်အဲ့အစစ်ဆမတွေကို recommendation letter တောင်းလို့ရတယ်ပေါ့နော်ဒီကတော့ဒီအရင်တော့ volunteer အလုပ်လုပ်ပြီးရဆိုရင် volunteer လုပ်ဖူးတဲ့ organization တစ်ခု academic background ကိုပြပြနိုင်တဲ့ recommendation letter တစ်ခုနှစ်ခုအဲ့လိုမျိုးသင်ပေးနိုင်တော့ကောင်းတယ်ပြီးတော့ကိုယ့်ရဲ့ CV ပေါ့နော်ဒါတွေကဒီရဲ့ scholarship တခြားလို့ရှင်လိုအပ်တဲ့ဒါ documents တွေဖြစ်ပါတယ်အများနဲ့ ready ဖြစ်အောင်မျိုးပြင်ဆင်ထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အခုအနေနဲ့လည်းရှောက်လို့ရသေးရဆိုတော့ပြင်ဆင်စရာရှိရပြင်ဆင်လို့ရအောင်ဒီကနေပြီးတော့မှပြပြလိုက်ပါ program နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သိချင်တာမျိုးဆိုလို့ရှိရင်အမီတို့ video အောက်မှာ yes ဆိုမှတ်ခဲ့လို့ရပါတယ်အမီတို့ကျောင်းကအမှကျောင်းတက် press ရမှာတွေကနေပြီးတော့မှ webinar လုပ်ပေးစေချင်တယ်ဆိုလို့ရှိရင်လည်း yes ဆိုမှတ်ခဲ့ပေါ့နော်အားလုံးပဲ good luck ပါ see you